City Map ကုန်တိုက်ကြီးရဲ့မျက်နှာစာရှိမှာအမျိုးသမီးတစ်ယောက်ကမတ်တက်ရက်နေတယ်ဗျ။သူ့ပုံစံကအဝေးရကြည့်တာနဲ့တိတာတယ်ဗျ။ရွှေတွဲလဲငွေတဲလဲနဲ့ဆိုတော့ချမ်းသာမဲ့ပုံပဲဗျ။သူကအရှိကြည့်လိုက်နောက်ကြည့်လိုက်နဲ့လုံနေတာပေါ့။အဲ့ချိန်မှာတစီကအန်ဒီတဲ့ကားငါမလားတဲ့။မဟုတ်ဘူးကွယ်တဲ့။အိမ်ကကားလာကြိုလိုက်မယ်တဲ့။အဲ့ဒီချိန်မှာပဲရွှေမပါတဲ့တာမန်ဝစ်စင်တော့တဲ့အမျိုးသမီးတစ်ယောက်ကလည်းကုန်တိုက်တဲ့ကနေထွက်လာတာပေါ့။သူကဗျချမ်းသာမဲ့ပုံပေါက်တဲ့အမျိုးသမီးကိုတေးချာကြည့်နေရင်ဟဲတဲ့စိတ်မဟုတ်လားသူကလည်းပြန်ကြည့်လိုက်ပြီးတော့အံ့ဩရတယ်ဗျဟာကြည်ရဲတဲ့ဝမ်းသာလိုက်တာမတွေ့တာကြာပြီနော်သူပျော်နေကြတာပေါ့သူတို့ကဗျအချိန်ဝန်းမှာတော့အိမ်ကြီးချင်းတွေဖြစ်တာပေါ့ဒေါ်စိန်တို့ကအဲ့ဒီရက်ွက်တွေကအိမ်လေးကိုရောင်းပြီးတော့ကွန်ဒိုကိုသူတို့ပြောင်းသွားကြတာဗျတစ်ချိန်ကတော့နိုင်အိမ်တိန်နေလို့နေခဲ့ကြတဲ့တငယ်ချင်းတွေဗျအခုတော့ပြန်တွေ့ကြတော့ပျော်နေကြတာပေါ့ဒေါ်ကြီးကဗျစိန်ရေးတဲ့ပွဲသွားတာအနည်း20လောက်ရှိပြီနော်ထင်တယ်နော်တာကြီးမင်းတန်ရောတာကြီးကတဲ့အင်ဂျင်နီယာဘွဲရတယ်လေကြီးရဲ့ကြည်သားကိုထက်ကတော့ဘွဲမရဘူးတဲ့ဟုတ်လားတဲ့10တောင်းအောင်မအောင်ဘူးလားကလေးကိုဘွဲလေးပါလေးရအောင်တဲ့ဘာဖြစ်လို့မထားတာလဲဟောတဲ့သူ့အဖေဆုံးကျမကလည်းမမာတော့တဲ့တာကြီးကစောစောစီကြောက်ထွက်ပြီးတော့အလုတ်ဝင်လုံနေရတယ်အခုဆိုရင်တဲ့သူကတစီမောင်းပြီးတော့ကျမတို့ကိုရှာကျွေးနေတယ်လေမင်းတန်ဟောတဲ့ဘာအလုတ်တွေလုံနေတယ်လဲနိုင်ငံခြားတင်မောကုန်ဒီမှာတဲ့ဝယ်လုံနေတာကြည်ရဲ့ဒေါ်လာစားတဲ့ဟောကောင်းလိုက်တာကန်လဲကောင်းတာပဲအိမ်တော်ရောကြသွားပြီလားတဲ့ကြတော့မဲတဲ့နောက်လာကိုရင်မင်္ဂလာဆောင်တော့မှာသူ့ကောင်မလေးကလည်းတဲ့ကုမ္ပဏီတစ်ခုမှာမန်နေဂျာပဲတဲ့အတော်ပဲတဲ့ကြည့်ကိုလည်းဖိတ်အောင်ပဲတဲ့စိန်တို့ကတော့ကန်ကောင်းပြီးရင်ကန်ကောင်းနေတော့တာပဲတဲ့အဲ့ဒီချိန်မှာဗျာတစီကသူတို့ရှိကိုရောက်လာတယ်ဗျမမေတဲ့တားနောက်ကြသွားတယ်နော်လမ်းတွေပိတ်နေလို့တဲ့ရပါတယ်တဲ့မမေကဒီမှာနစ်ကြီးစိန်တဲ့ပြန်တွေ့ပြီးစကားတွေကောင်းနေတာမှတ်မိသေးလားတဲ့တေချာကြည့်စမ်းတဲ့အိုးတဲ့မှတ်မိတာဗောတဲ့ကြီးစိန်ပဲတဲ့ကွန်မင်းတန်ရောတဲ့မတွေ့ကြမကြပြီနော်တဲ့မင်းကိုကဘွဲလေးရအလုတ်ကန်တွေကလည်းကောင်းတတိဖြစ်နေတာကွယ်တဲ့ကိုထက်ကလည်းတဲ့လူကြီးဖြစ်နေပါပဲလားတဲ့ဒါတားမောင်းတဲ့ကားလားတဲ့ကိုပိုင်ကားလားအငှားကားလားတဲ့စိန်ရေးတဲ့ဒါတားကြီးကသူစုထားတဲ့ပတ်စံလေးနဲ့ဝယ်ထားတာတဲ့အခုလည်းတဲ့ကြည်ကိုချပြီးတော့လူရလို့တဲ့မောင်းပို့ပြီးမှပြန်လာခဲ့တာဟုတ်တယ်ကြီးတဲ့တားတို့နဲ့တခါတည်းလိုက်ခဲ့ပါလားတဲ့ကြီးပဲသွားခြင်းလဲတဲ့တားလိုက်ပို့ပြီးမယ်လေတဲ့ရတယ်တားရဲ့မင်းကိုမင်းတန်းလာကြိုလိမ့်မယ်ဒါဆိုရင်လည်းတဲ့ကြီးနဲ့မေတဲ့စကားပြောလေတဲ့မေတဲ့ကားလာတဲ့ထီစောင့်ပြီးလိုက်တော့ကြီးတယောက်တည်းဖြစ်နေလိမ့်မယ်တဲ့တားဟိုတရားအောက်မှာသွားပြီးထိုင်ဆောင်နေလိုက်မယ်သွားပါကြည်ရဲ့တဲ့ရပါတယ်တဲ့အိုးတဲ့စင်ရလဲတဲ့တွေ့တုံးလေးတားလာတဲ့ထီစောင့်ပြီးမယ်တော့တကယ်ချင်းတယောက်ဗျာစကားလက်ဆောင်ပြောမကုန်ဖြစ်နေကြတာပေါ့အဲ့ဒီချိန်မှာပဲဗျာကားအကောင်စားကြီးတစ်စီးသူ့ရှိကိုဆက်ရောက်လာတာပေါ့ဟေးတဲ့တာမင်းတန်းလာပြီးတဲ့ကြည်ရဲတဲ့အဲ့ဒါတားကြီးပဲအလိုးတဲ့မောင်မင်းတန်းနဲ့ထွားလာလိုက်တာလူကြောပဲတဲ့သူ့ဘေးကတဲ့အော်တမိတဲ့ပါလာတာပဲတဲ့ကြည်ရဲအဲ့ဒါတားရဲ့လက်ထက်မဲ့သူ့ရဲ့ဇနီးလောင်းတဲ့မိကလည်းတိတ်စကကြောရှိတာပဲတဲ့နောက်ကြတွေရတဲ့အထဲတဲ့မြန်တက်တဲ့ဒီမှာပို့เสียရရှိသေးတယ်တားရဲတဲ့ပို့เสียရှိတော့တော့ပို့ရောပေါ်တယ်မမေကိုဘာလို့လာကြုံနေသေးတာလဲမေတို့ကတမျိုးတဲ့လာကြူဆိုပြီးတော့ဖုန်းနဲ့တကြီးပြောတဲ့မလာရင်ချက်ချင်းကြီးမဲ့တည်တော့မလို့နဲ့အိုးတဲ့ဘလို့ပြောလိုက်တာလဲဒေါ်ကြီးကပြအံ့တက်သွားတယ်ဒေါ်စင်နေကတော့တားတို့အရေးကြီးရင်လည်းသွားပါတော့ကွယ်ဒါဆိုရင်လည်းအစကတည်းကဘာဖြစ်လို့ဖုန်းလက်ဆက်ပြီးတော့ပြဿနာရှာနေရတာလဲမလိုက်ဘူးလားလိုက်မှာလားမလိုက်တော့ပါဘူးကွယ်သွားတော့ဒါဆိုလဲသွားမယ်တဲ့ပြန်နေတဲ့အချိန်နဲ့တစီငါးပြီးပြန်လာခဲ့တယ်စောတွေကတဲ့တစီငါးပြီးပြန်လာဆိုတော့ပြီးတဲ့ဟာကိုသူကကားမောင်းပြီးထွက်သွားတယ်ဗျဒေါ်စုစိမျက်နှာတွေကမျက်ရည်တွေဝဲနေတာပေါ့ဗျာစိတ်နဲ့လာကြည်တို့နဲ့လိုက်ခဲ့နေပါစီကြည်ရဲသွားတော့တဲ့အိုးမဟုတ်တာတဲ့လာပါတဲ့ဒေါ်ကြီးကပြောဒေါ်စတင်ကိုတွဲပြီးခေါ်လာတယ်ဗျတရားရောက်တဲ့အချိန်မှာရက်ထားတဲ့ကားပင်းထဲမှာရောက်တော့ကိုထက်ကကားဘောကဆင်းလာပြီးတော့အော်ကြီးလဲပါလာတာပဲတဲ့ဖြည်းဖြည်းတဲ့လက်ထရအထုပ်ကိုတားကိုပေးတယ်တားနောက်ခွန်းနဲ့ထည့်ပေးလိုက်မယ်နော်မိအထုပ်ပါပေးတယ်သူကနောက်ခန်းထဲမှာပစ္စည်းထုတ်တွေကိုတွားထည့်တယ်ဗျပြီးတော့မှကားပေါ်တက်ပြီးတော့ကြီးတဲ့တားပေကိုလိုက်ဖို့မောင်းဖို့ပြရမလဲပြောတယ်မောင်းကျင်တဲ့နေရာကမောင်းမော်တော့တားရဲ့